နေတယ်ဒါကြောင့်ဘဝတွေကိုရွှေစီပေးတဲ့မြစေတီလှစေလို့အသေးတီးပေးတဲ့မြထေကြီးမြအစုံမြကုံနဲ့မြယုံလုံးမြတွေဝေစီဆိုပြီးတော့စာသားတွေရေးဖွဲ့ထားတာဖြစ်ပါတယ်အဲ့ဒီစာသားတွေရေးဖွဲ့ထားတာကဓမ္မသဘင်တွေရှင်းပါမှဘုံဘုံတို့စီရောက်လာတာဖြစ်ပါတယ်အဲ့ဒီလိုရောက်လာတော့မှကမန်းကရန်ဒီဟာကိုစာသားတွေဖြစ်တန်စင်ဖြစ်လူနာတဲ့ရောက်အောင်လူတွေနားဝင်သွားအောင်ဆိုပြီးတော့ကျွမ်းကျင်တဲ့အနုပညာဘက်မှာတက်ကျွမ်းတဲ့ဘီလင်းကအဆိုတော်လင်းထိုက်စီကိုအကူအညီတောင်းပြီးတော့ဒါလေးကိုတချင်းဖြစ်အောင်စီစဉ်ပေးစမ်းမှာစီစဉ်ပေးပြီးတော့သူချက်ချင်းကမန်းကရန်လှုပ်ပေးကြပါတယ်အဲ့ဒါအမြန်လှုပ်ရတာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီနေ့မှာတော့သူကိုယ်တိုင်ဒီနေ့တရက်ချိန်ရတဲ့အတွက်ကြောင့်သူကိုယ်တိုင်အခါတိုင်းဖွင့်နေတဲ့တခြင်းမှာပဲဒုတိယနေ့ကစပြီးဖွင့်နေတဲ့တခြင်းမှာပဲအဲ့ဒီတခြင်းမှာသူကိုယ်တိုင်လာရောက်ပြီးတော့အစိုးရကိုယ်တိုင်ဒီနေ့တညတာတော့သူကိုယ်တိုင်လာဆိုပြမှာဖြစ်ပါတယ်အဲ့ဒါလေးကိုလည်းဒီတခြင်းစာသားတွေကိုအာယုံစိုက်ပြီးတော့အားပေးဖို့ဘုံဘုံတို့ဆရာတော်မကြခင်လေးလင်းထိုက်ကိုဆိုခိုင်းပါမယ်အားလုံးပဲတဘောကြနှစ်တဲ့ရင်တော့စုငွေလည်းချလို့ရပါတယ်နော်အဲ့ဒါဆိုတော့လင်းထိုက်ဒီဆိုပေးဖို့ဖိတ်ခေါ်ပါတယ်ပြည်သူအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တချင်းအကြောင်းအရာတော့ဆရာတော်ဘုရားအကုန်လုံးဒီပါပြောပြပြီးပါပြီနော်တကယ်ကိုအမြန်ဆုံးလုပ်ခဲ့ရပါတော့ကျွန်တော်ဘဝမှာတစ်ခါမှကျွန်တော်ဘဝမှာမဟုတ်ပါဘူးဘယ်ဆိုတော့ပဲဖြစ်ဖြစ်ဘယ်တီးဆရာပဲဖြစ်ဖြစ်တစ်ခါမှအဲ့လိုမျိုးတချင်းတစ်ပုတ်ကိုအနည်းဆုံးတော့တစ်လလောက်တော့အချိန်ယူပြီးတော့လုပ်တယ်ပေါ့နော်ကျွန်တော်မှာဆရာတော်ဖုံးဆက်ပြီးတာလည်းချက်ချင်းရေးတဲ့စာသားတွေကိုတန်ဆင်ဖြစ်အောင်ဒီဝိုင်းတမားတွေနဲ့အားလုံးတိုင်ပင်ပြီးစတူဒီယိုမှာအတန်သွင်းပါညာအားလုံးအချိန်ကတရက်နဲ့တမနက်ပါပဲတညာလုံးကျွန်တော်တို့အဖွဲ့တွေကြိုးစားပန်းစားနဲ့ဆရာတော်ကြီးကိုဂုဏ်ပြုခွင့်ရလာလဲအမတန်မှကျွန်တော်တို့အခွင့်ထူးပါတယ်ကျွန်တော်ဆိုလို့ရှိရင်ဆရာတော်ကိုလှုပ်နေရင်တန်းတန်းနဲ့မရတော့ဘူးလက်လျှော့လိုက်တော့မယ်ဆိုပြီးတော့ဖုံးပြန်ဆက်မလို့ဒါပေမဲ့ဖြစ်အောင်ပြန်လုပ်မယ်ဆိုပြီးတော့အားလေးတင်းပြီးတော့ပြန်လုပ်ဖြစ်သွားပါတယ်နော်အဲဒီချင်းလေးဖြစ်သွားပါတယ်လှုပ်ခွင့်ပေးတဲ့အတွက်ရောနောက်ပြီးတော့ဒီနေရာမှာအခုဒါရက်နေတယ်ဆိုတာဆရာတော်ကြီးရဲ့ဖုန်းတကူကြောင့်ကျွန်တော်ဒီနေရာမှာရက်ခွင့်ရတာပါကျွန်တော်ကိုတော့တော်တော်လေးကိုရင်းခုန်တဲ့တော့ပြန်ကြားနေရပါဒီပရိသတ်ရှိပါလာရက်ခွင့်ရတာပါတော်တော်လေးကိုဂုဏ်ယူဖို့ကောင်းနေပါပြီကျေးဇူးများတင်ပါတယ်ဘဝတွေရွှေစီပေးတယ်များစီဒီတချင်းလေးကိုဆိုပြကြပါမယ်နားဆင်ပြပါခင်ဗျာပတ်တနာဝီမလာဘောဒီထင်း
မြန်မဟာကုန်ကြီးအကပီစာမြေမြန်လာသည်မြကုံဆောင်တွေမြထင်ကြီးအလားသေးတီပီဇမ်ဟာရတာဂူရူပူဇော်ကြမည်မင်္ဂလာတွေဝေဝေစီဝါတွေကိုရွှေစီပေးတယ်မြစေဒီလာစေလို့တည်ရည်တီးပေးတယ်မြထင်ကြီးမြဆုံးမြကုန်နဲ့မြယုံလုံးမြတွေဝေစီဝေလဲမမေ့လားတွေ့တဲ့မွေကြတဲ့မြအချစ်မြနဲ့တွေ့ဆုံစုံကြီးမြတည်မြဖေမြမထေအားသူပြောစွာပူဇော်ကြသည်တတ်တော်ရာကြောဒီနေ့စဉ်ပြန်ဆောင်ကြဖို့ဒီချစ်ကြည်နဲ့မေတ္တာကြီးလာစေလို့အသေးတီးပြီးမြချေချီမြဆုံးမြကုန်နဲ့မြယုံလုံးမြတွေဝေစီမူလူရဲ့ရာမယ်ညထာနေသာသနာအစာတီထိန်လင်းဝေစီအကျော်တွေလိုက်ပျော်တွေကြိုင်တယ်မော်လံမြိုင်ညတို့ရဲ့မြစေတီသာသနာဝင်ပါလာသည်ဘဝတွေကိုရွှေစီပေးတဲ့မြစေတီလာစေလို့အသေးတီးပေးတဲ့မြချေချီမြဆုံးမြကုန်နဲ့မြယုံလုံးမြတွေဝေစီနိုင်ငံလုံးရဲ့အမှုအခေါင်ရာတီပတ္တနာဝီမလာဘောဒီထေမြမဟာကုန်ကြီးအကပီစာမြေမြန်လာသည်မြကုန်ဆောင်တဲ့မြချေချီအလားသေးတီပီဇမ်ဟာရတာဂူရူပူဇော်ကြမည်မင်္ဂလာတွေဝေဝေစီဘဝတွေကိုရွှေစီပေးတယ်မြစေတီလာစေလို့တည်ရည်တီးပေးတယ်မြချေချီမြဆုံးမြကုန်နဲ့မြယုံလုံးမြတွေဝေစီဝေလဲမမေ့လားတွေ့တဲ့မွေကြတဲ့မြအချစ်မြနဲ့တွေ့ဆုံစုံကြီးမြတရေမြဖေမြမထေအားသူပြောစွာပူဇော်ကြသည်တတ်တော်ရာကြောဒီနေ့စဉ်ပြန်ဆောင်ကြဖို့ဒီချစ်ကြည်နဲ့မေတ္တာကြီး
ယနေ့ဒီမှာကြွားရတဲ့အပိသက်များအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေကျွန်တော်တို့များစေဒီဆရာတော်ဘုရားကြီးလည်းတက်တော်ရကြောရှိပါစေသာသနာပြုလုပ်ငန်းများကိုစတဲ့တပိုးတိုးတက်ပြီးတော့ဆောင်ရွက်နိုင်ပါစေယနေ့ဒီမှာကြွားရတဲ့ကျွန်တော်ဖိုးဖွားညီကိုမောင်တော်များအားလုံးယနေ့ဒီချိန်မှာစပြီးတော့ကိုမျိုးကိုဘာသာကိုသာသနာနဲ့ကိုနိုင်ငံတော်ကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သောအမျိုးကောင်းသားမျိုးကောင်းသမီးများအားလုံးဒီထက်ပိုပြီးဖြစ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်ကျွန်တော်ကလင်းထိုက်ဖြစ်ပါတယ်ကျွန်တော်သစ္စာရိတ်တဲ့တခြင်းနဲ့ဒီမော်လမြိုင်ကဆရာတော်ဘုရားများရဲ့ကျေးဇူးနဲ့လင်းထိုက်ဆိုပြီးတော့အနုပညာလောကမှာနာမည်လေးတစ်လုံးနဲ့ရက်တည်နေနေတာလဲကျွန်တော်တို့ဒီမော်လမြိုင်ဆရာတော်များရဲ့ကျေးဇူးကြောင့်ပါကျွန်တော်နာမည်လင်းထိုက်ဖြစ်ပါတယ်ကျွန်တော်ဘီလင်းကနေပါတယ်ဘီလင်းသားပါခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာလက်ခုပ်တီးတာဘီလီယံလူတွေလားမသိဘူး